common application ကိုအကောင့်ဖွင့်ပြီးတော့ကိုယ်တိုင်ဈေးဝယ်သုံးတဲ့နည်းလေးကိုဘယ်လိုဝယ်သုံးကားတာလဲဆိုတော့ကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ပြောပြပေးမယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုစောင့်ကြည့်သွားပြီပါပြီးတော့မှတ်ချက်အနေနဲ့ထည့်ပြီးပြောရမှာဆိုရင်ထိုင်းနိုင်ငံတနိုင်ငံထဲသားနဲ့ကိုယ်တိုင်ဝယ်သုံးလို့ရတာဖြစ်ပါတယ်เนาะပစ္စည်းဝယ်ဖို့ဆိုရင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ common application တွေကိုကျွန်တော်တို့မိမိရဲ့ common application တွေကိုတစ်ချက်ဝင်လိုက်မယ် okay တစ်ချက်ဝင်လိုက်ပြီးွားပြီးဆိုရင်ဒီပေါ်မှာကြတော့ကျွန်တော်တို့တွေလိုချင်တဲ့ဘာသာစကားကိုကနှိပ်ပြီးပြောင်းလိုက်ပါတော့ကျွန်တော်တော့မြန်မာဘာသာနဲ့ပဲကျွန်တော်ပြောင်းထားတယ် okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေကပစ္စည်းကြည့်တာပဲဖြစ်ဖြစ်ပစ္စည်းဝယ်သုံးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဈေးဝယ်ရန်ဆိုတဲ့ဒီအောက်မှာเนาะအဲ့ဒီနေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးွားပြီးဆိုကျွန်တော်တို့ကိုလိုချင်တဲ့ပစ္စည်းကိုဒီအကွက်လေးမှာနှိပ်ပြီးတော့လည်းရှာလို့ရသလိုဥပမာဗျာကျွန်တော်ဥပမာကာဖဲရှာမယ်ပေါ့ဗျာကာဖဲရှာမယ်ဆိုတော့ကွာဖဲကိုနှိပ်ပြီးတော့ရှာလို့ရသလိုဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ၄ထောက်ကွက်ကိုနှိပ်ပြီးတော့တစ်ခုချင်းချင်းဒီပေါ်မှာဆွဲတင်ပြီးတော့လည်းရွေးသွားလို့ရတယ်ပေါ့နော်အဲ့ဒီမှာကိုသိကျင်တဲ့ပစ္စည်းလေးတွေကိုလည်းဒီမှာတစ်ချက်ထောက်ပြီးတော့ကြည့်လိုက်ပါနော်ဒီမှာဆိုရင်ကျွန်တော်တို့မြန်မာဘာသာနဲ့အကုန်လုံးပစ္စည်းရဲ့ကောင်းစိုးဆိုးကျိုးတွေကိုမြန်မာဘာသာနဲ့အကုန်လုံးရှင်းပြပြီးသားပဲနော်โอเคဒါဆိုရင်ကျွန်တော်တို့ပစ္စည်းဝယ်တော့ပစ္စည်းဝယ်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်အခုဒီမှာကျွန်တော်ကာဖဲဝယ်ပြီးမှဖြစ်တော့ဒီကာဖဲကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်အမှသူမှားတာကအစီချာကော်ဖီတစ်ဘူးရယ်ပြီးတော့တိကာဖဲနှစ်ဘူးပေါ့ဒါမျက်စိကာဖဲနှစ်ဘူးပေါ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတော့ငါချင်းတောင်းထဲဆိုတဲ့ဒီညာလေးမှာတစ်ချက်နှိပ်လိုက်โอเคဒီညာမှာတစ်ချက်နှိပ်သွားပြီဆိုရင်ကျွန်တော်တို့တွေကဒီမှာနော်ကျွန်တော်တို့ဒီညာလေးနှိပ်ပြီဆိုဒီမှာနော်ကျွန်တော်တို့အစီချာပစ္စည်းတစ်ဘူးကာဖဲနှစ်ဘူးဆိုတာဒီမှာနှစ်ပေါ်နေတော့လားပြီးရင်တော့တွန်းတင်မယ်တွန်းတင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေကဒီမှာနော်ပုံမှန်ဘောင်းချာဆိုတဲ့ဒီအကွက်လေးကိုအမှတ်တစ်ချက်ချစ်လိုက်နော်ပြီးပါရင်လည်းတွန်းတင်လိုက်ပြီးပါရင်ဒီမှာနော်လိပ်စာကိုယ်တိုင်ဖြစ်မယ်ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်နော်ပြီးပါရင်လည်းတွန်းတင်မယ်โอเคဒီနေရာမှာဆိုနော်မောင်နှမတွေလိပ်စာထဲမတက်ပိုးမတက်မှာထဲမတက်မှာပူစရာမလိုဘူးနော်အခုမိမိရဲ့နေရဲ့လိပ်စာကို copy ကူးပြီးတော့ဒီနေရာမှာချလိုက်တာနဲ့သူက automatic လိပ်စာဖြစ်ပြီးသားပဲเนาะโอเคကျွန်တော်ချပြီးမယ်ကျွန်တော်ထည့်ပြမယ်เนาะကျွန်တော်တို့ကအခုကျွန်တော်တို့နေတဲ့နေရဲ့လိပ်စာလေးကို copy ကူးလိုက်เนาะcopy ကူးလိုက်ဒီမှာပေါ့เนาะဒါဆိုရင်တော့ကျွန်တော်ကဒီမှာ copy တကူးလာတယ်ပေါ့เนาะဒါကျွန်တော်လည်းအခုဝယ်ထည့်ပေးမယ်သူရဲ့လိပ်စာပေါ့เนาะလိပ်စာကိုကျွန်တော် copy ကူးလိုက်တယ်ပြီးရင်ဒီဘက်ကိုပြန်လာတယ်ပြီးရင် application နဲ့လာပြီးတော့ဒီအကွက်လေးတွေ့လားအဲ့ဒီအကွက်လေးထဲမှာပဲကျွန်တော်ခုနက copy ကူးထားတဲ့အရာလေးကိုကျွန်တော်တို့copy ချလိုက်ရုံပဲချလိုက်တာနဲ့ကျွန်တော်တို့ကြံတဲ့နေရာမှာဘယ်နေရာမှာထည့်စရာမလိုဘူးเนาะဒီမှာကြည့်တကယ်လို့မောင်နှမတွေကကိုကဖုန်းနံပါတ်ပြင်မယ်ဆိုရင်ဒီနေရာမှာဖုန်းနံပါတ်ပြင်လို့ရတယ်ပြီးသွားရင်ဒီမှာเนาะအိမ်နံပါတ်မူဆွဲလန်းဆိုတဲ့နေရာလေးမှာလည်းခုနက copy ကူးလာတဲ့စာသားလေးပဲနှိပ်ပြီးတော့တစ်ခါ copy ပြန်ချလိုက်ပြီးဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကြံတဲ့နေရာမှာဆိုဘာမှလုပ်စရာမလိုဘူးเนาะသူက automatic အကုန်လုံးဒီခွန်းင်းကရွေးပြီးသားပဲเนาะရွေးထားပြီးသားပဲเนาะအခုဒီ common application ထဲမှာလေကိုကနေဒီလိုမျိုးလိပ်စာလေးပါတွေထည့်တက်မှာမပူစရာမလိုဘူးเนาะကျွန်တော်ပြောရင်တော့လိပ်စာအပြည့်စုံဒီအကွက်ထဲမှာ copy ကူးချလိုက်ရုံပဲပြီးသွားပြီဆိုရင်เนาะနောက်ထပ်ဒုတိယအကွက်အနေနဲ့ဒီအကွက်လေးမှာ copy ကူးပြီးတော့ကိုယ့်ရဲ့ copy ပေါ့เนาะလိပ်စာအပြည့်စုံ copy ကူးချလိုက်တာ ਨੇ ဒီနေရာဒီမှာလိပ်စာက auto ဖြစ်ပြီးသားပဲဘာမှလုပ်စရာမလိုတော့เนาะရမ်းမိုက်တယ်ပြီးသွားရင်ကိုကပစ္စည်းကိုဝယ်ဖို့ဆိုရင်ဘယ်လိုလုပ်ရလဲဆိုရင်သူကပြောတာကခရက်ဂျစ်ကတ်နဲ့ပေးချီလို့ရတယ်ပြီးတော့ QR code နဲ့ပေးချီလို့ရတယ်ပြီးတော့ကျွန်တော်တို့က EC နဲ့လည်းပေးချီလို့ရတယ်ပေါ့နော်ကဲဒါအခုကျွန်တော်တို့တွေကနော်ခရက်ဂျစ်ကတ်နဲ့မဟုတ်ဒီနေရာလေးကိုနှိပ်ရမယ်နော်ကိုကငွေပေးချီဖို့ဆိုရင်ဒီနေရာလေးနှိပ်ရမယ်ဒီနေရာလေးနှိပ်မယ်ဆိုရင်ဒီမှာငွေပေးချီရန်ဆိုအတီးပြုရန်ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်မယ်နော်မိတ်ဆွေတို့ဒီနေရာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုငွေပေးချီရန်ဆိုတဲ့မျက်နှာလေးကိုပဲတစ်ချက်နှိပ်လိုက်မယ်အဲ့ဒီနေရာလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့တွေကဒီနေရာလေးမှာနော်တစ်ချက်မှန်ချစ်လိုက်အဲ့နေရာလေးမှာအမှန်ချင်းချိပါဆိုရင်မောင်နှမတွေကဒီမှာပေါ့နော်ထိုင်းနိုင်ငံမှာပေါ့နော်ထိုင်းနိုင်ငံဘန်ဆိုရင်ဘေးဘန်ပဲဖြစ်ဒီဘန်ဒီ QR code လေးကိုစောက်ကနေစကဲပေးလိုက်ပြီးတော့ပတ်စံရှင်းပေးလိုက်တာနဲ့ကိုလိုချင်တဲ့ပစ္စည်းကိုမှာပြီးသွားပြီပေါ့နော်ကိုစီကိုပစ္စည်းကမြန်ရင်3ရက်နဲ့ရောက်တယ်ဗျာတကယ်လို့ကြာမယ်ဆိုရင်9ရက်မှပစ္စည်းရောက်တယ်ဟုတ်ပြီနော်တကယ်လို့မိမိနာမှာဟိုနေမရှိဘူးပေါ့နော်မိမိနာဘန်မရှိဘူးဆိုရင်လည်းကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းရှင်းခံလို့ရတယ်လို့ကိုအကောက်ဖွင့်ပေးတဲ့သူစီကိုလည်းကျွန်တော်တို့ပတ်စံအပြင်ကလွှဲပေးမယ်ဟုတ်ပြီနော်ကျွန်တော်တို့ကိုနော်ကျွန်တော်တို့အပြင်ကပတ်စံလွှဲပေးမယ်ကျွန်တော်တို့ကိုဝယ်ပေးပါဆိုပြီးတော့လည်းကိုအကောက်ဖွင့်ပေးတဲ့သူတွေတွားပြီးတော့ဝယ်ခိုင်းလို့ရတယ်နော်တကယ်လို့ကျွန်တော်တို့တွေနော်ပြန်ဒီပစ္စည်းပေါ့နော်မှာပြီးသွားပြီး order မှာပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးပေါ်လိုက်တယ်နော်ပတ်စံရှင်းပြီးသွားပြီဆိုဒီလိုမျိုးလေးပေါ်လာပါတယ်နော်โอเคပြီးရင်ဒီနေရာမှာနော် order ကိုပြန်ကြည့်မယ်ဆိုရင်နေရာလေးတစ်ချက်နှိပ်လိုက်မယ်
โอเคဒီမှာဆိုရင်ခုနကတော့ကျွန်တော်တို့ပါထားကျွန်တော်မှားထားတဲ့ပစ္စည်းတွေပေါ့နော်ကျွန်တော်မှားထားတဲ့ပစ္စည်းပါโอเคပြီးသွားရင်ကျွန်တော်တို့ရဲ့မှားထားတဲ့စာရွက်စာတမ်းကိုသိမ်းကျင်တယ်ဆိုတဲ့ဒီညာလေးကိုကျွန်တော်တို့ download ဆွဲပြီးတော့တယ်ကိုယ့်ရဲ့မှားထားတဲ့စာရွက်စာတမ်းကိုလည်းသိမ်းထားလို့ရပါတယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့တွေဒီမှာเนาะဒါဆိုရင်ကျွန်တော်တို့တွေကပစ္စည်းမှာယူလို့ပြီးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင့်ထဲမှာ RB တန်းဝင်လာခဲ့ပြီเนาะပတ်စံเนาะ RB เนาะ bonus RB တန်းဝင်လာပြီနောက်တစ်ခုကဒီမှာကြည့်เนาะဒီမှာကြည့်အမှတ်က900နဲ့35မှတ်ပြီးတော့ brown ဆိုတဲ့ယာတူကိုပိုင်ဆိုင်သွားပြီเนาะမောင်နှမတွေโอเคလားเนาะโอเคအရန်ထဲမှာလွယ်ကူကူလေးပဲကိုလိုချင်တဲ့ပစ္စည်းတွေအဲ့နာမှာနှိပ်ပြီးတော့ရွေးပြီးတော့ကိုယ်တိုင်ကိုကြဝယ်သုံးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေเนาะ